ကိုရီးယားလူမျိုးတွေနဲ့တင်မောတူတွဲစီတော့မယ်ဆိုရင်ဒီချက်ကိုတည်ကိုတည်ထားရမယ်အရန်လည်းအရေးကြီးတယ်အဲ့ဒါကဘာလဲဆိုတော့ကိုရီးယားလူမျိုးတွေကနှုတ်ဆက်တာကိုအရန်ကို sensitive ဖြစ်ကြတယ်ဘယ်လိုမျိုးလဲဆိုရင်သူတို့တွေကကျွန်တော်တို့တွေဒီမနက်ခင်းမနက်စာစားရဲ့အချိန်ကနေစပြီးမောင်လန်း12နာရီအထိမှာသူတို့တွေနဲ့ပထမအောင်ဆုံးစတွေ့ပြီဆိုရင်ဒီ icon တက်ဆရာပြီးတော့ပေးချင်းဖြတ်ပြီးသွားပြီးတွေ့ရဆိုရင်ပေါ့နော်အဲ့လိုမျိုးဆိုရင်ကိုကစပြီးတော့ good morning ဆန်အဲ့လိုမျိုးနှုတ်ဆက်တာပေါ့နော်သူဘက်ကစပြီးနှုတ်ဆက်သည်ဖြစ်စေနှုတ်ဆက်သည်ဖြစ်စေကိုကစပြီးတော့နှုတ်ဆက်ရတာပေါ့နော်သူနဲ့ icon တက်ဆရာဝိုင်းicon တက်ဆရာပဲနဲ့ပြီးအဝေးသူလည်းသူ့ဟာသူလှုပ်ဆရာလုပ်ပြီးတော့ဟိုလုံနေဆိုရင်တော့သွားပြီးနှုတ်ဆက်စရာမလိုဘူးနော်ကိုလည်းကိုပါလှုပ်ဆရာလုပ်ပြီးဖြစ်သွားအောင်အဲ့လိုပဲဒီမနက်ခင်းအဲ့လိုမျိုးနှုတ်ဆက်ပြီးသွားရလားဆိုဟုတ်သေးမပြီးသေးဘူးနေ့လေမွန်းလန်း7နာရီကနေကျွန်တော်9နာရီညနေ9နာရီလောက်ထိအကြားထဲမှာအဲ့လိုပဲဒီဖြတ်သွားရင်းတွေ့အဲ့လိုမျိုးတွေ့ပေါ့နော်တစ်ခါလောက်ထပ်တွေ့မယ်ဆိုရင်လည်းအချိန်ငယ်ပဲကိုကဖန်နှုတ်ဆက်အဲ့လိုမျိုးနှုတ်ဆက်ရတယ်အဲ့လိုပဲညနေ9နာရီနောက်ပိုင်းမှာကိုကညတာစားရဲ့အချိန်ဖြစ်တောင်းလို့အဝတ်သွားလျှော်ရဲ့အချိန်ဖြစ်လမ်းမှာအဲ့လိုထပ်တွေ့ရဆိုလဲကိုအီမနီစာအဲ့လိုမျိုးနှုတ်ဆက်ရတာပေါ့နော်ဒါကကျွန်တော်တို့မြန်မာလူမျိုးတွေလိုမျိုးမနက်ခင်းတွေ့ပြီးနှုတ်ဆက်လိုက်အောင်နဲ့သူတို့ဆက်ပြီးမနှုတ်ဆက်လို့မရဘူးเนาะအဲ့လိုမျိုးမနှုတ်ဆက်ရင်ကိုပြဿနာရှာခံရမှာပေါ့နော်ဘယ်လိုမျိုးပြဿနာရှာခံရမှာလဲဆိုတော့ဒီတချို့ကတော့ချက်ချင်းပေါ့နော်မင်းကဘာလို့မနှုတ်ဆက်တာလဲအဲ့လိုပြောမယ်ဒါမှမဟုတ်လဲကိုယ့်ရဲ့ department တကယ်အကြီးဆုံးလူဖြစ်တယ်ပေါ့နော်ကိုကျွန်တော်ထားတော့သူကစက္ကန့်ကဆက်ချုပ်တို့ဆက်တဲ့တို့ဆိုရင်ဒီကျွန်တော်တို့ department တကြီးတို့ကုန်းကျိုးတို့သမင်းစားတဲ့အချိန်ဖြစ်သူတို့ချင်းချင်းသမင်းစားနေတဲ့အချိန်ဖြစ်ဒါမှမဟုတ်ကျန်တဲ့အချိန်ဖြစ်ပြောလိုက်ပါတော့အမင်းလူပါဒီလိုတို့ဆိုရင်ကိုယ့်ရဲ့ဘယ်လိုခေါ်မလဲကိုယ့်ရဲ့ယာရှိတွေကကိုယ်ပြန်ပြီးတော့စုမှာပြောမှာပေါ့နော်အဲ့လိုပြောရင်ကိုယ်ပဲစုခံရမှာပေါ့နော်အဲ့သူတို့စီမှာတည့်ရတိုင်းပဲ senior junior အရန်ကိုsensitive ဖြစ်တယ်ပေါ့နော်ခေါ်ရတာပါတော့ဒါသူကသူ့ကိုသွားပြီးအဲ့လိုမျက်နှာချင်းဆိုင် eye contact ရတာမနှုတ်ဆက်ဘူးလားဆိုမနှုတ်ဆက်ရင်သူ့ကိုမလေးစားဘူးပေါ့နော်အဲ့လိုမျိုးထင်သွားတယ်ပေါ့အဲ့တော့ကိုကသူ့ကိုအဲ့လိုနှုတ်ဆက်ရမှာပေါ့နော်အဲ့တော့ဒီမှာပြောစရာရှိတာမင်းကကိုရီးယားလူမျိုးတွေကြတော့နှုတ်ဆက်ရမယ်ပြောရဲဆိုတော့မြန်မာချင်းချင်းရောနှုတ်ဆက်ဘူးလားနှုတ်ဆက်เสียမလို့လားပြောစရာရှိရဲမြန်မာချင်းချင်းရတယ်နှုတ်ဆက်ရမှာပဲကျွန်တော်ပြောမနှုတ်ဆက်တဲ့လူတွေလည်းရှိတယ်တခုရှိတာပေါ့နော်မြန်မာတွေကတော့ကျွန်တော်တို့တွေကဒီတစ်ခေါက်ပဲပေါ့နော်မနက်ခင်းကျွန်တော်တို့ breakfast စားရတဲ့အချိန်မှာအများစုပေါ့နော်လူမျိုးတွေ့ရတဲ့အချိန်မှာနှုတ်ဆက်လိုက်ရင်ပြီးသွားပြီဒီကျွန်တော်ဆန္ဒပြောသလိုမတွေ့ရဒီနေ့တာတမန်လုံးမတွေ့ရတဲ့လူနဲ့တွေ့ရဆိုရင်ဒါထပ်ပြီးနှုတ်ဆက်တာပဲရှိဗျာဒါသဘောပြောရမယ်ဆိုလိုရင်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီမနက်ခင်းတရားထားပါတော့ထမင်းစားခန်းနဲ့ကျွန်တော်ထမင်းစားတော့မနက်စာတော့စားရတဲ့အချိန်မှာဘိုးစင်တရားကထိုင်နေရဆိုရင်ကျွန်တော်ကဟိုမင်္ဂလာပါ post community post ပေါ့ဒါမှမဟုတ်မင်္ဂလာ post ဆိုတော့နှုတ်ဆက်လိုက်တယ်ပြီးရတယ်သူနဲ့ဘိုးစင်နဲ့ကျွန်တော်နဲ့ကတနေ့ကုန်လုံးအလုပ်သိမ်းချိန်မဟိကိုစတိုက်ကိုသူနဲ့တွဲလို့ရတာမှာဆိုတော့ကျွန်တော်တို့ဒီမြန်မာတွေချင်းချင်းဘယ်သူမှအလုပ်ထပ်ပြီးတော့နှုတ်ဆက်နေတော့ဘောနော်မနက်တစ်ပိုင်းနှုတ်ဆက်လိုက်ပြီဆိုပြီးသွားပြီပြောချင်တာနေ့လေထမင်းစားယူရတဲ့အချိန်မှာဆိုရင်လေမင်္ဂလာ post အလုပ်နဲ့ထပ်ပြီးတော့နှုတ်ဆက်မနေတော့ဘူးဒါပေမဲ့ခုရှိရကတော့သူက post တော့ဥပမာပေးရပါတော့ဒါအခုရှိရညနေလုံးဝလုပ်သိမ်းပြီးအညာသွားပြီးမှဟိုတွေ့တဲ့အချိန်မှာအာစာယူရလာဖို့ဗာညာအဲ့လိုမျိုးမေးရတာပဲရှိတော့ပါတော့ဒီကိုရီးယားရဲ့ကြောက်လို့သွားလို့မရဘူးကျွန်တော်ဆန္ဒရှေ့ရပြောခဲ့တယ်လို့ပဲဒီအချိန်လိုက်ကိုဇက်တိုက်ကိုကွာတွေ့ရတဲ့ဟိုသူ့ဘက်စာပြီးနှုတ်ဆက်ပြီးဖြစ်ဒါပေမဲ့ချို့ကြတော့လဲလို့သူတို့ဘက်စာပြီးတော့နှုတ်ဆက်တာရှိတယ်အနည်းဆုံးတော့ကျွန်တော်တို့ဒီအဝေးရနေပြီး eye contact ရသွားပြီဆိုတာနဲ့အရန်ဝေးပြီးရင်ဆိုရင်တော့မှအော်ပြီးတော့နှုတ်ဆက်စရာမလိုပါတော့ခေါင်းလေးတော့ညှိပြရတယ်အဲ့လိုသွားမလုပ်ဘူးဆိုရင်ကိုယ်မှတ်သွားအောင်အဒီကောင်အဲ့လိုရှိတယ်ဆိုပြီးတော့အလုပ်တွဲလုပ်မယ်ဖြစ်ရင်လည်းကိုယ်ကျွေးမယ်ပေါ့နော်အရန်အလုပ်တွေရန်ပေးရင်လည်းပေးမယ်သူတပါးမှန်သူလူချင်းဆိုရင်တော့တယောက်မနဲ့တော့အဲ့လိုကိုကတက်သဘောပြောရမှာဆိုရင်တက်တပါးမှန်ဆိုပြီးတော့စက္ကန့်လူတွေသွားပြီးတော့ဖတ်မလုပ်တာတော့ဘာလို့သွားမလုပ်နဲ့ပေါ့နော်ကိုရီးယားလူပဲဒီလူတွေကသူတို့ချင်းချင်းတွေပြောလိုက်တယ်ဆိုရင်ကိုပဲတောက်လျှောက်တိုင်ပန်ပေါ့နော်အဲ့တော့ဒါလည်းပြောရမှာဆိုပြအရင်ကြီးဘယ်လိုခေါ်မလဲအလုပ်ကြီးတစ်ခုလည်းမဟုတ်ပါဘူးဒါချင်းမူလည်းမဟုတ်လားကိုယ့်ထက်ကြီးရလူတွေဖြစ်တယ်သူတို့လည်းချို့ဆိုရင်မှဖိုးကြီးတွေ45 50 60တွေလူတွေကြီးပဲအဲ့တော့ဘာမှတော့ထွေးတူးမဟုတ်ဒီတိုင်းနှုတ်ဆက်လိုက်ရမယ်အဲ့တော့ဒါကတော့ဘာမှမဟုတ်ဆိုရင်လည်းမလုပ်ခဲ့ဘူးဆိုရင်လုပ်တဲ့လူကအဲ့လိုပြောခံလို့စုခံရမယ်ပေါ့နော်အဲ့တော့ဆန္ဒမြန်မာချင်းကလည်းအဲ့လိုမနှုတ်ဆက်တဲ့လူတွေကိုလည်းရှိတယ်ပေါ့နော်ဒါကတော့ကိုယ့်ရဲ့အတီကြီးပေါ့ဗျာမန်နာပေါ့အဲ့ဒါကိုပြရတဲ့သဘောပဲဥမာသဘောမြင်တောင်ပြရမယ်ဆိုတော့ကျွန်တော်တို့မနှက်စာစားနေတယ်ထားပါ3-4ရောက်လောက်ရှိနေတယ်အဲ့ဒါကိုဒီတိုင်းကိုကစာဝင်လာပြီးတော့ဘယ်သူမှမနှုတ်ဆက်ဘဲနဲ့ကိုကလို့ဆရာရှိတော့ထမင်းပကံတော့ခုအဲ့လိုကြီးစားနေတယ်အဲ့လိုလူတွေလည်းရှိတာပဲဒါကတော့သူ့ရဲ့ကိုယ့်ရဲ့မန်နာကိုယ့်ရဲ့အတီကြီးကိုဖော်ပြရပါဗျာဒါကျွန်တော်တို့တမောသားဒီအယောက်20ကျော်ဒီချင်းချင်းလေးဒီမှာလှုပ်နေကြတာပဲအဲ့တော့ဒီလူကဒီလိုပါလားဆိုပြီးတော့ဒါသူ့ရဲ့ရှင်ချင်းမှုကိုသူပြတာပဲအဲ့တော့အဲ့လိုလူတွေကိုလည်းဘယ်သူမှဟိုဘယ်လိုခေါ်မလဲသွားပြီးတော့နှုတ်ဆက်နေတော့ခொကဒီတမောမှာသူရအကုန်စုနေကြတာပဲသူရမှငါ့ကိုနှုတ်ဆက်တာငါလည်းသူ့ကိုနှုတ်ဆက်အဲ့လိုလူတွေကြီးပဲအဲ့တော့ဒီ
ဒီကပြောချင်တာညီမလေးလည်းညီမချင်းချင်းအဲ့လိုနှုတ်ဆက်ကြပဲနှုတ်ဆက်တဲ့လူလည်းရှိတယ်ဒါကတော့သူ့ပိုင်းသူထားတယ်ကျွန်တော်တို့ဆိုလည်းကိုဝင်လာပြီဆိုရင်ကိုထက်ငယ်လို့ဖြစ်ကြီးရလို့ဖြစ်ရာလူတွေပဲခဏထားလိုက်အောင်အဲ့လိုပဲဖြစ်ကိုကဟန်ဘယ်ဖြစ်အောင်ရေဆုံးဖော်ပြအောင်လို့သူနှုတ်ဆက်ရတာပဲသူတို့လည်းလို့ပဲကိုထက်ကြီးရညီမလေးရာလူကြီးရလူပဲဖြစ်အသက်ကြီးရလူဖြစ်နော်အဲ့တော့ဖြစ်နှုတ်ဆက်ကြတာပဲအဲ့တော့ကိုကအဲ့ဟန်ဘယ်ဖြစ်တယ်ဆိုရင်အကုန်လုံးကကိုနယ်ပဲလို့တွဲလို့တာဖြစ်ထားပါဦးတောက်ဆဆဖြစ်အဲ့လိုကိုနယ်ပဲဆိုတွဲကြတာပဲအဲ့တော့အကုန်လုံးကသူကဆုတာပဲကိုရီးယားလေးလိုဒီဒါမှမဟုတ်အဖြူတွေပဲနှုတ်ဆက်ပြီးတော့ဒီမြန်မာချင်းချင်းတွေမနှုတ်ဆက်စရာနှုတ်ဆက်တဲ့လူလည်းအများကြီးပဲအဲ့တော့ဒါကတော့သူခံကျင်တဲ့သူပေါ့နော်ကျွန်တော်တို့ကတော့ဒီတမောတာကိုစီမန်ဆိုရင်တော့ကျွန်တော်တို့တွေကဘယ်သူမှဆိုကိုထက်ယာတူးကြီးငယ်မရွေးကိုကဟန်ပဲဖြစ်ပေါ်ရွေးပြီးတော့နှုတ်ဆက်ရမယ်ဒါကတော့ဒါကိုစီမန်လို့ပဲကျွန်တော်တို့ယူဆတယ်အဲ့တော့ကိုကဒီမှာပြောချင်တာကိုကတော့အဲ့လိုကိုစီမန်ရှိမရှိပဲနဲ့ကိုကိုပြန်ပြီးကိုစီမန်ရှိ respect ပြန် respect ပြန်လိုချင်တဲ့အနေထားတော့မရှိနေပေါ့နော်ဒါကတော့တပိုင်းတက်ပေါ့အဲ့တော့ဒီဗီဒီယိုမှာကျွန်တော်ပြောချင်တာကတော့ဒီကိုရီးယားလူမျိုးတွေကဒီအလုံးနှုတ်ဆက်တဲ့ဟာကိုရန်အောင်ဆန်းစစ်တဲ့ဖြစ်တယ်ကိုကမနှုတ်ဆက်ဘူးဆိုရင်ကျွန်တော်ဆန္ဒရှိရပြောလို့ပဲစုခံရမယ်ပြောခံရမယ်လို့ရင်လည်းချစ်ခံရမယ်ပေါ့နော်ဒါဘာမှမဟုတ်ဒါလေးတိတိလေးတောင်တို့တွေကအဲ့လိုမျိုးရှိရပေါ့နော်ပြီးတော့မြန်မာချင်းချင်းဆိုလည်းနှုတ်ဆက်ကြပါအဲ့တော့ယာတို့ကြီးငယ်တွေယာတို့ပဲခဏထားလိုက်အသက်အရွယ်လိုက်ပဲပေါ့နော်ဘယ်လိုဖြစ်ကိုကစတွေ့ရဆိုလဲကိုကနှုတ်ဆက်ကြအောင်နော်ကိုရဲ့ဟန်မယ်လည်းဖြစ်စေပါဗျအခုမှဒီမှာဒီနှုတ်ဆက်တာလေးကအစအဲ့လိုမျိုးလေးကိုကခံပဲကိုစီမန်ရှိဖြစ်တယ်ဆိုရင်ကောင်ကဘယ်ရမဆိုကောင်ကအဆင်ပြေချုံးမှုရင်အဲ့လိုပေါ့ကိုကအဲ့လိုကြီးဒီလက်နိုင်တောင်းကြီးနေနေဆိုကိုဘယ်လိုခေါ်မလဲတယောက်တည်းကိုရီးယားကားရလိုကြီးတော့တထေးသားစိုက်ကြီးအဲ့လိုကြီးဖမ်းနေဆိုရင်ဘယ်လုံးမှကိုညီမဲ့လူလည်းမရှိမှာဘူးကိုကအခက်အခဲဖြစ်နေတဲ့အခါမှာဆိုရင်ကိုကဘယ်လိုမှသွားကိုကြီးတောင်းလို့ရမှာမဟုတ်မရဘူးဆိုရင်မလုပ်ပေးဘူးကြာဘူးတော့မဟုတ်ဘူးဗျာဒါပေမဲ့လာပြောရင်တော့လုပ်လို့ပေးတာဒါပေမဲ့ကျွန်တော်ပြောတယ်လို့ရန်ကြီးအဲ့လိုတစ်ခုရှာနေဆိုလဲသဘောပြရနော်ရှာနေဆိုတော့အမေပါညီလေးပါရှာနေရလဲကိုပါရှာနေရလို့ပေါ့နော်ကိုကဖော်ရွေကြရပေါ့နော်ကိုကလည်းအဲ့လိုဖော်ရွေသူတို့ဖော်ရွေထားရင်ဒီနေရာလေးတွေမှာအရန်ကိုအသုံးဝင်တယ်အဲ့တော့ကိုရဲ့ဒါဘာမှမဟုတ်တဲ့ scale တစ်ခုပဲပေါ့နော်အဲ့တော့ဒီဗီဒီယိုမှာဒါပဲပြောချင်ပါတယ်အဲ့တော့ဗီဒီယိုလေးကိုဆုံးကြည့်ရှုပေးတဲ့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုကြမှာပြန်တွေ့ကြပါ